မင်္ဂလာပါရှင်။ The Hakha Time မြန်မာဘာသာစီစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ CHR က2000နှစ်ပတ်လည်နေ့ကိုဒီဇင်ဘာလ10ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါရစေ။ချင်းလူအခွင့်အရေးအဖွဲ့အစည်း CHR မှရင်းအဖွဲ့အစည်း2000ခဲသည့်25နှစ်မြောက်နှစ်ပတ်လည်နေ့ကိုလာမည့်ဒီဇင်ဘာလ10ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါရစေ။မိမိတို့၏25နှစ်အတွင်းလုပ်ငန်းဆောင်ရွက်ချက်တွေကိုလူထုကသိရှိနားလည်လာပြီးဖြစ်တယ်။မသိသေးတဲ့သူတွေလည်းရှိသေးတယ်။25နှစ်အတွင်းလုပ်ငန်းဆောင်ရွက်ချက်ထဲမှာအကျေနဲ့ဆုံးကတော့ချင်းဆိုတဲ့စကားလုံးကိုနိုင်ငံတကာကမသိကြသေးပါဘူး။အဲ့ဒါကို CHR ကနေအကောင့်ထဲပေါ်လာတော့ယခုဆိုလို့ရှိရင် UNO ကနေသိရှိလာပြီးဖြစ်ပါတယ်။ UNO ကနေမြန်မာနိုင်ငံအကြောင်းဆွေးနွေးတဲ့အခါကျွန်တော်တို့အချင်းအရေးကိုထည့်သွင်းဆွေးနွေးလေးရှိကြတယ်။ဥပမာမလေးရှားနိုင်ငံမှာခိုလုံနေကြတဲ့ဒုက္ခသည်ကိစ္စမှာလည်းချင်းဒုက္ခသည်တွေကိုဦးစားပေးပြီးတတိယနိုင်ငံကိုခေါ်ယူလေးရှိတယ်။ရေဘူးရအဖြစ်မိမိတို့အဖွဲ့အနေနဲ့လူအခွင့်အရေးကိစ္စကိုလှုပ်ဆောင်နေတော့လှုပ်ဆောင်ချက်တွေအများကြီးရှိပါသေးတယ်လို့ CHRO Deputy Executive Director ဆလိုင်းဇအုပ်လင်ကဟာခါထမ်ကိုပြောပြခဲ့ပါတယ်။ဆလိုင်းဇအုပ်လင်ကဆက်လက်ပြီးလုပ်ငန်းဆောင်ရွက်တွေအောင်မြင်မှုတွေအများကြီးရှိတဲ့ကြားကအခက်အခဲအမျိုးမျိုးကြုံရတာလည်းရှိတယ်။ဥပမာ AA အဖွဲ့ကနေချင်းချောက်တာတွေကြုံနေရတယ်။ဒီကိစ္စကအသေးမွှားကိစ္စဖြစ်ပေမဲ့လုပ်ငန်းဆောင်ရွက်တဲ့အခါအဟန့်တားဖြစ်စေတယ်လို့ပြောပြပါတယ်။ CHRD 1995ခုနှစ်မှာစတင်ထူထောင်ခြင်းဖြစ်ပြီး2020ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်25နှစ်ပြည့်လာမည်ဖြစ်သောကြောင့်25နှစ်ပြည့်နှစ်ပတ်လည်နေ့ကိုကျင်းပပြုလုပ်ရန်စီစဉ်ခြင်းဖြစ်ပါတယ်။ယင်းနှစ်ပတ်လည်နေ့တွင် CHRE လုပ်ငန်းဆောင်ရွက်ချက်များကိုမီဒီယာမှသဖြင့်ဖော်ပြနိုင်ရန်စီစဉ်လျက်ရှိကြောင်းလည်းသိရှိရပါတယ်။ချင်းပြည်နယ်တွင် COVID-19 ရောဂါတွေ့ရှိသူ129ဦးရှိပြီးဆေးရုံတွင်26ဦးဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရပါတယ်။2020ခုနှစ်ဒီဇင်ဘာလ1ရက်နေ့အထိချင်းပြည်နယ်၏ COVID-19 ရောဂါတွေ့ရှိသူ129ဦးရှိပြီဖြစ်ရာလက်ရှိတွင်26ဦးတို့အားဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရပါတယ်။ယခုလောလောဆယ် COVID-19 ရောဂါကူးစက်သူများနေတဲ့အတွက်ပြည်သူလူထုကအတက်နိုင်ဆုံးအိမ်ပြင်မထွက်ဖို့နဲ့လက်ကိုမကြာခဏဆေးကြောဖို့ mask ကိုစနစ်တကျတပ်ဆင်ကြဖို့နဲ့လူစုလူဝေးရှောင်ကျဉ်ချဖို့လိုအပ်တယ်လို့ချင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနကနေထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်တွင် COVID-19 ရောဂါကူးစက်သူ129ဦးရှိသည့်အနက်102ဦးတို့အားကျန်းမာလာပြီဖြစ်သောကြောင့်ဆေးရုံမှာဆင်ခိုင်းပြီးယောဂါကြောင့်သေဆုံးသူ2ဦးရှိကြောင်းသိရှိရပါတယ်။ချင်းပြည်နယ်9မြို့နယ်အနက်ထန်တလန်နှင့်ကံပလက်မြို့နယ်မှာအပါအခြားမြို့နယ်များတွင် COVID-19 ရောဂါကူးစက်သူများကိုဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရပါတယ်။လက်ရှိတွင်မင်းတပ်ဆေးရုံ၌6ဦးမတူပီဆေးရုံတွင်5ဦးဟာခါဆေးရုံတွင်4ဦးပလက်ဝတွင်4ဦးတွန်းဆန်တွင်3ဦးဖလန်းတွင်2ဦးနှင့်တိတိဆေးရုံတွင်2ဦးတို့အားဆေးကုသမှုခံယူလျက်ရှိကြောင်းသိရပါတယ်။ RCCI မှာပလက်ဝမြို့နယ်ရှိစစ်ပေးရှောင်ပြည်သူများထောက်ပံ့ငွေ7,300ရှိပြီဖြစ်ကြောင်းသိရှိရပါတယ်။ RCCIDP ကနေပလက်ဝမြို့နယ်အတွင်းရှိစစ်ပေးရှောင်ပြည်သူများထောက်ပံ့သည့်ငွေ7,300ခန့်အသုံးပြုပြီးဖြစ်ကြောင်းသိရှိရပါတယ်။ကျွန်တော်က NLD ပါတီအောင်နိုင်ရေးမှာပါဝင်လာတဲ့အတွက်ဩဂတ်စ်လအထိပဲ RCCI မှာတာဝန်ထမ်းဆောင်ခဲ့တယ်။အဲ့ဒီအတော်အတွင်းမှာပလက်ဝမြို့နယ်မှာရှိကြတဲ့စစ်ပေးရှောင်ပြည်သူတွေထောက်ပံ့ခဲ့တာကျပ်ငွေသိန်း3,000လောက်ရှိတယ်။ဒါအပြင်စံစီစာပဲတွေနဲ့အဝတ်အထည်တော်တော်များများထောက်ပံ့ကူညီခဲ့ပါတယ်လို့ဆလိုင်းအိုက်ဇက်ခန်ကနေဟာခါထိုင်းကိုပြောပြခဲ့ပါတယ်။ RCCI အနေဖြင့်ဆောင်းရသည်ဖြစ်လာသည်နှင့်အနှွေးထည်4,000ကျော်ကိုလည်းကူညီနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရှိရပါတယ်။လူကြီးမင်းတို့၏လုပ်ငန်းကြောင်းရာများကိုကြော်ညာထည့်သွင်းလိုပါက The Hakha Time မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။ The Hakha Time Facebook Page နဲ့ YouTube Channel တို့ကိုလည်း Like, Follow, Share and Subscribe လုပ်ပေးဖို့လည်းတိုက်တွန်းလိုပါတယ်။ The Hakha Time မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်တော့မှာဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျမချယ်ရီပါ